Alright guys, another video, another day. Alright, crypto sector update, right? Bitcoin, XRP. I know cool well okay? Alright. Bitcoin, daily. April la asani. April la aku ajon 50% BUAV, 55, whatever, right? Aku April la amyazo trade carrier level. April la amyazo Q April la amyazo trade carrier level ga so the Aku Q1 2025 ke Amazon trade credit level test near. So interesting, right? Interesting, very interesting journey, right? Because D level ma kuna in video maပြောခဲ့တဲ့အတိုင်းပဲ right? D level ကိုတေးသေးချာချာ hold နိုင်လို့ရှင်ကျွန်တော်တို့ဒီမှာ Bitcoin ကနည်းနည်း chance ရှိရဗျာ right? Excuse me. So chance ရှိရဒါပေမဲ့ D level သေချာမ hold နိုင်လို့ရှင်တော့ချိန်နေသိမကောင်းဘာလို့လဲဆိုဒီ average ကအောက်ကိုကျနေ right ATR ကကျတော့3600 so last 14 period က ATR period ကကျွန်တော်ပြင်ကြည့်လိုက်မယ်ဆို14 length က14ထားပါတယ်အခု ATR rate of change ကိုမပြောသေးဘူးကျွန်တော်လောလောဆယ်အခု ATR နဲ့ပဲလုပ်ပါ right so yeah that's pretty good 3600လွန်ခဲ့တဲ့ဟောပေါ့သူ့ရဲ့ volatility ပေါ့သူ့ရဲ့ major overall volatility က3600 okay သူ normalized percentage ကဘယ်လောက်ရှိမလဲ right ဟုတ်တယ်ကြည့်လိုက်မယ်ဆိုအခု fuck hold on 5.55% so volatility နည်းနည်းလေးများနေအခု right yeah bear market ကကျွန်တော်ဒီမှာ Bitcoin bear market ကစနေပြီ major regime ကကျွန်တော်ဒီ daily မှာကြည့်နေလို့ရှင် death cross ကဖြစ်သွားဆိုပြောလို့မရဒီ level maybe not right expectation အဲ့လောက်ကြီးမရှိဘူး again ထိုင်ကြည့်နေ right againဘာမှမတိုက်တွန်းချင်ဘူးဘာမှလည်းတိုက်တွန်းလို့မရဘူးဝယ်ပါလို့လည်းပြောလို့မရဘူး because you're financial advisor မဟုတ် okay so it's just again general perspective time ပြောနေကျွန်တော်လည်းဘာမှမသိဘူးမရလို့ပဲ right so okay 2024 mean ကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ6,900ခုဒီ April လရဲ့အများဆုံး trade carrier level 8,200 okay all right cool ကျွန်တော်ဘာထင်လဲဟိုကျွန်တော်ထင်တာပြောခဲ့ပြီးပါ right ဒီ level လေးတော့လိုချင်တယ်ဟို optimistic တော့ဖြစ်တယ်ဗျာ right ဒီ level plus to minus ဒီ ATR ခုနက ATR ဘယ်လောက်လဲ ATR အားကြောင့်မလို့ there's a reason why ATR ခဏဖွင့်ထားbecause ATR က3,400 3,600ဆိုလို့ရှိရင်ဘယ်လောက်လဲ ATR process hold on ATR 3,600ဆိုတော့ဒီကောင်း8,200နဲ့fuck hold on hold on 3,000 plus to minus let's just say 3,000ဘယ်လောက်3,600လား3,600 okay the range maybe let's just 280 ဆို9,000လား okay all right ဒါရဲ့ plus to minus let's just say 280 hours right so ဒီ zone ကိုကြည့်နေရယ်ခုလောလောဆယ် April လအများဆုံး trade carrier level ရဲ့ plus to minus 280 hour ကိုကြည့်နေရယ် okay ID level conclusion ကပေါ့နော်
conclusion ကconclusion ကဒီ level okay fine 2လ3လလောက်အဲ့ level မှာဒီ8000 range ဒီ8900နဲ့8200ကြားမှာပေါ့အဲ့ဈေးကိုသေးသေးချာချာထိန်းနိုင်လို့ရှင် I want to go long ကျွန်တော်ထင်တာပေါ့နော်ကျွန်တော် again ကျွန်တော် perspective right put I want to go long tap ကျွန်တော် long allocation ပို့များမယ်အဲ့ဒါပဲ that's it right position human solution long allocation ပို့များမယ် I want to go long မဟုတ် that's not what I'm trying to say right I'm sorry but okay fine ထိုနည်း၎င်းမယ်ဒီ April တခုရဲ့အများဆုံး trade ခဲ့တဲ့ level tap အောက်မှာဈေးခေါ်နေတယ်ဒီ level မထိန်းနိုင်တော့မယ်အောက်ကိုပစီကျနေမယ်ကျမယ်ဆိုလဲ okay fine ကျထားကြ right ဒီအောက်မှာပဲနေအဲ့ဈေးကဒီအောက်မှာပဲနေအဲ့ဒါ2လ3လကျွန်တော်ခဏမြင်ကျင်တယ်ဗျာအဲ့ခါကျတော့မှကျွန်တော် short allocation နဲ့ပို့ပြီး increase လုပ်မှာအခုကတော့ neutral right ဘာဖြစ်မလဲဘယ်သူမှမသိဘူးဒီ range ထဲမှာရှိနေ price က range ပေါင်းသွားတယ်ကျွန်တော်ထင်တာ acute like sideways ကြီးပဲခဏသွားနေအောင်မှာပဲသွားနေလောက်တယ်ပြောလို့မရဘူး nobody knows right so အဲ့ဒါ so conclusion ကတော့ကျွန်တော်ဒီဒါပဲ right ဒါပဲဆိုတာပြလေတခုပြလေ right တခုပြမှကျွန်တော်လုပ်လို့ရမှာ right တခုပြမှကျွန်တော်လုပ်လို့ရမှာအခုကအချိန်ကအရင် early ဖြစ်နေသေးတယ် very very early right okay fine XRP ကြည့်မယ် XRP ကပါလဲ again XRP လည်းလို့ပဲကျွန်တော် April ဒီ 50% level ကိုကျွန်တော်ထပ်ကြည့်နေရယ် right 30 cents sure why not right 2 ATR but XRP are I don't know to be honest I don't know I have to like maybe 4 5 ATR 3 ATR 4 5 maybe just because ကွန်ရနည်းနည်းဈေးကအရင်ပေါ်တယ်ဗျာဆိုတော့ဒီမှာဒီ range ဆိုကြည့် right ဒီ range ကိုပဲကြည့်ဘယ်လောက်လဲ333 right so ပြောလို့မရ right တနေ့လည်းနဲ့ move step ဖွာရ okay fine anyways ဒီ level လေးကိုဟိုးရလို့ကျန်တယ်ဒါပေမဲ့ XRP ကတော့အခုထိ bear market ကိုမရောက်သေးဘူး major market regime ကကျွန်တော်အနေမှာတော့ဟိုပဲရှိသေးတယ် right အခု Q1 2023 က 2.3 ပြောခဲ့ပြီးပါပြီဒါဒီ level တွေကအရင် video မှာလဲပြီးအခုဒီ April လအများဆုံး trade ခဲ့တဲ့ level တွေက 2.13797 right okay so yeah ဘာထင်လဲကျွန်တော်ဘာထင်လဲခုက it's a little too early ကဗျာဒီလားvolatility များလာတယ်အခုဒီ US China relation ကြောင့် volatility market ထဲမှာ movement တွေအများများလာဒီတစ်နေ့20% တက်တယ်နောက်နေ့ negative 20% အဲ့လိုမျိုး price manipulation တွေအများများလာတော့တွေ့ရတယ်ဆိုတော့သတိထားကြပါအဲ့လိုမျိုးဒီ short term trade တဲ့လူတွေအဓိကအားဖြင့်ကသတိထားကြပါဘာဖြစ်လို့လဲဆိုတော့ volatility ကကျွန်တော်ဒီ bear market ကောင်ကတော့ again ကျွန်တော်ပြောပြီးသွားပြီနောက်ထပ်ပြောနေရတယ် right bear market bull market တော့ကတော့ကျွန်တော်ဒီ all you need to do is just buy and hold right အဲ့လိုမျိုးလူတွေကပြောကြall you gotta do is buy S&P 500 wait 10 years and just average it out အဲ့လိုပြောနေလို့ရှင်just ကောင်းတယ်မှာတီးလိုက်တော့ that's a bull market right market's good right market's very good right ဒါပေမဲ့မကောင်းတဲ့အချိန်တွေကအခုဒီ volatility pick up volatility increase ဖြစ်တဲ့အချိန်တွေပေါ့ right ကျွန်တော်ဒီ VIX ဆိုတာဒီ fear put call ratio ပါ pretty much S&P 500 က put call ratio ရဲ့ what right VIX ကိုကြည့်မှဆိုလို့ရှင် all time highs right almost all time highs I mean all time highs right 40 VIX get 41 ဆိုတာno we didn't had 44 wellဒီလိုမျိုးဒီ April 2020 တုန်းကတော့ of course right it's a major crisis right ဒါပေမဲ့ဒီဟာလွန်ခဲ့တဲ့2နှစ်လား3နှစ်လား right အဲ့အတွင်းမှာ it's one of the highest right VIX is almost at 40 points so right it's very very high it's very very high right so Dow the fear and greed index ပေါ့လူခေါ်ကြတာ
right ဒါပေမဲ့နောက်မှသိချင်လို့ကျွန်တော်ပြောကြ right off topic ဖြစ်သွားမှာမဟုတ်လို့ yeah so ကျွန်တော်ဘာထင်မြင်လဲတတိထားကြပါဒီလို coin သေးလေးတွေနဲ့ဆိုလို့ရှိရင်လည်းဒီ one trade ကခမားတို့ကို wipe out မှာဖြစ်သွားပို့လို့တယ် right ဒီ coin မှာ coin ကအဲ့လိုမျိုးဒီသေးတယ်လေ asset တစ်ခုရဲ့ဟာကသေးရင်သေးသလိုသူ့ရဲ့ price manipulation ကပိုများတယ်သေးလေးပေါ့နော် market cap ကအဲ့လောက်မရှိလို့ရှင်ကျွန်တော်အထင်မြင်ပါပေါ့နော်ဆိုတော့တတိထားကြပါဘာဖြစ်လို့လဲပြီးတော့အဲ့လိုမျိုးဒီXRP ကနှစ်ချက်ကနေ10ချက်ကိုသွားမယ် right ခင်ဗျားတို့ထင်တယ် okay ထင်တာဘာမှမဖြစ်ထင်တဲ့ဟာခင်ဗျားတို့ထင်ချင်တယ်လို့ထင်လို့ရတယ်ကျွန်တော်လည်းထင်ချင်တယ်လို့ပဲထင်တာ right ဒါ prediction market တွေဆိုတော့ဘယ်သူမှမသိဘူး right ဒါပေမဲ့ကျွန်တော်တို့ဒီဘာကို control လုပ်လို့ရလဲဆိုတော့ဒီ okay fine ခင်ဗျားတို့မှာ1300ရှိတယ် let's just say right 300မှာ okay fine 10သိန်းထဲမှာလား5သိန်းပဲထဲမှာလား right 3သိန်းပဲထဲမှာလားခင်ဗျားဒီ300နဲ့စ trade မယ်ဆိုလို့ရှိရင်ဒီ3သိန်း one trade ကို3သိန်းပဲ risk မှာလား3သိန်း risk မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ဒီအခါတရားရှုံးလို့ရတယ် right pretty much right I don't know if I'm doing the math well let's just say like $10 ရှိdollar 1000ရှိရဆိုလို့ရှိရင်ခင်ဗျားဒီ one trade ကိုတစ်ချက်ပဲ risk မယ်ဆိုလို့ရှိရင်ဟိုအခါ1000 risk လုပ်လို့ရတယ် right ဘာလို့လဲခင်ဗျားဒီအများဆုံးရှုံးလဲတစ်ချက်ပဲရှုံးပါလေ right it doesn't really matter right it should be like that one trade က it shouldn't matter right အခုဒီ coin သေးလေးနေဆိုလို့ရှိရင် coin ကြီးနေနေဆိုလို့ရှိရင်လည်းအဲ့လိုပဲ asset အကြီးနေဆိုလဲ the same goes right same thing goes right same trading ကအဲ့ဒါပဲ basically ဒီ system တစ်ခုစောက်ပြီးသွားလို့ရှိရင်ခင်ဗျားတို့ဒီအဲ့ system ကို maintain လုပ်ရမယ်ဒါပေမဲ့ပြီးလို့ရှိရင်နောက်တစ်ခုက one trade က it doesn't really matter one trade အဲ့လိုမျိုးကျွန်တော်တကယ်ကြီးမြင်မှုပဲမင်းကွာ like မင်းပတ်စံရလည်းမဟုတ် you know what I mean like မင်းရှုံးဝိုင်းမလားငါပြောသားပဲ right well guess what it doesn't really matter right it doesn't really matter right ခင်ဗျားတို့ like ကိုအရေးကြီးဆုံးကကို system ကိုသိလို့ရှင်ပြီးသွားပြီ right ကို system ကိုသိလို့ရှင်ပြီးသွားပြီ again system ကို test တော့လုပ်ရမယ်it's not light work မဟုတ် right ဒီ system moving averages momentum system လား mean reversion system လား right intraday system လားမျိုးစုံပါ right အဲ့ဒီတခုတော့ system တခုတော့စောင့်ရမှာပြီးသွားလို့ရှင်အဲ့ system ကို deviation မရှိ deviation ဆိုတာအဲ့ system ကိုလိုက်နာရမှာဗျာအဲ့လိုမျိုး basically အဲ့ဒါပဲပြီးတော့အဲ့ system ကဝယ်ဆိုလို့ရှင်ခင်ဗျားတို့ 100% ဝယ်ဖို့ပြောနေရမှာမဟုတ်အဲ့ system ကဝယ်ဆိုလို့ရှင်ခင်ဗျားတို့ဒီ 1% ပဲဝယ်ပြီးသွားလို့ရှင်တ trade ရှုံးလဲ doesn't really matter it's just a fucking trade doesn't really matter right we want next trade well guess what lose win နိုင်လို့ရှင်ခင်ဗျား system စောက်ထားတဲ့အတွက်အဲ့ system က maybe 3 to 1 right 4 to 1 maybe 5 to 1 or maybe mean reversion သမားဆိုလဲ 0.9 to 1 right 0.8 to 1 right I don't know right so အဲ့လိုမျိုးဗျာ right one trade ကရှုံးနိုင်တာ it doesn't really matter that's what I think right ကျွန်တော်ထင်တာပဲကျွန်တော်အတွက်ကတော့ one trade ကရှုံးသွားတယ် well guess what it's just nothing it's really nothing right ဘာဖြစ်လို့ဆိုကို control လုပ်ရမှာခင်ဗျားမှာဒေါ်လာ1000ရှိလို့ရှင်ဒေါ်လာ100နဲ့စ trade မှာလားဒေါ်လာ10နဲ့စ trade ချင်တာ right well guess what like I trade ထဲမှာဒေါ်လာ10ထည့်ထားလို့ရှင်ဒေါ်လာ10နဲ့ပဲစ trade မယ်ဆိုလို့ရှင်ခင်ဗျားဒီ draw down တွေကိုပို့ပြီးခံနိုင်တယ်ပြီးတော့နောက်တစ်ခုကဘိုနိုင်တာတော့အဲ့လောက်မနိုင်ဘူးဒါပေမဲ့ overall generally time ကြာလာတဲ့အမြ system က positive expectancy ဖြစ်တဲ့အတွက်ကြောင့်မလို့ခင်ဗျားဒီဖြည်းအဲ့လို capital အပေါ်တက်နေမှာ right အဲ့ဒါကျွန်တော်တို့လိုချင်တာအဲ့ဒါပဲ that's all that matters okay right အဲ့ဒါအလူဖုတ်တာနည်းနည်းများပါတယ်ဒါပေမဲ့ that's all that matters okay and that's what I've learned so far right ကျွန်တော်အခု
trade ခဲ့သမျှကျွန်တော်ရဲ့ journey ကကျွန်တော်တယောက်ယောက်ကအစကတည်းကအရာလေးပြောကျွန်တော်ပြောလိုက်လို့ရှင်ခေါင်းထဲကိုရိုက်ထဲလိုက်လို့ရှင်ကျွန်တော်ဒီ trade စစလုပ်ခဲ့တဲ့အချိန်မှာလိုမျိုးလောဘကြီးပြီးတော့မဖြစ်တော့ right ကျွန်တော်ရှုံးခဲ့တယ်တော်တော်ရှုံးခဲ့တယ်တော်တော်လေးရှုံးခဲ့တယ် right တော်တော်လေးတော့မရှုံးခဲ့ဘူးဒါပေမဲ့ရှုံးခဲ့တယ်အဲ့ဒါတွေကနည်းနည်း stupid mistake တွေပါ right မဖြစ်သင့် again သိပါအောင်ပြောတာ okay နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တခုရမယ်လို့ယုံကြည်ပါတယ် XRP Bitcoin April 20တော့ဟောဖြစ်တယ် April 19ရက်နေ့ peace နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်